မင်္ဂလာပါရှင်ကွန်ပျူတာသုံးတဲ့အခါ partition ဆိုတာကြားဘူးကြမှာပါတချို့လည်းရင်းနှီးပြီးသားဖြစ်မှာပေါ့ဟုတ်ကဲ့ကြားဘူးကြမှာပါအထူးသဖြင့်ကွန်ပျူတာအသစ်ဝယ်ရင်ဒါမှမဟုတ် OS အသစ်တင်ရင်ပေါ့ ဟုတ်တယ်ဆိုတော့ဒီနေ့လေအဲ့ partition ဆိုတာဘာလဲဘာကြောင့်အရေးကြီးလဲဆိုတာလေနည်းနည်းအသေးစိတ်ကြည့်ကြအောင်ကျမတို့ဒီအရင်းမြစ်တွေဖတ်ကြည့်ထားတာလေးရှိပါတယ်ကောင်းပါတယ်ခြေခံအကြောဆုံးအနေနဲ့အရင်းမြစ်မှာဖော်ပြထားတာကတော့ partition ဆိုတာကွန်ပျူတာရဲ့ storage ပေါ့နော်ဟို hard drive တို့ SSD တို့အဲ့ဒါကိုတီးတန့်အပိုင်းလေးတဲ့အဖြစ်ခွဲခြားသတ်မှတ်ထားတာလို့ဆိုရတယ်ဟုတ်ပါတယ်မှန်ပါတယ်အဲ့ဒါကိုဒီလိုမြင်ကြည့်လို့ရတယ်လေကွန်ပျူတာ hard drive တစ်ခုလုံးကကိုတောင်ကြီးတစ်လုံးဆိုတော့ကိုတောင်ကြီးတစ်လုံးဟုတ်တယ် partition လုပ်တယ်ဆိုတာကအဲ့ဒီကိုတောင်ထဲမှာကျမ်းမြင်မှာမြေပြူနဲ့နေရာတွေအကန့်လိုက်ဆွဲချလိုက်တယ်လို့ပဲဟိုဥပမာဒီဘက်က operating system အတွက်ဟုတ်ကဲ့ဟိုဘက်ကကိုယ့်ရဲ့ document တွေရက်နောက်တစ်နေရာကgame တွေရပဲထားပါတော့အဲ့လိုမျိုးပေါ့ဟုတ်ပြီနေရာလေးတတ်မခွဲလိုက်တာပေါ့နော်မှန်ပါတယ်အားလုံးကကိုတောင်တစ်ခုတည်းမှာပဲဒါပေမဲ့စနစ်တကျနေရာခွဲထားလိုက်တာဒါကဟိုတကယ် physically ခွဲလိုက်တာမဟုတ်ဘူးနော် logically software နဲ့စီမံခန့်ခွဲမှုပုံစံတစ်ခုဖန်တီးလိုက်တာပဲဖြစ်ပါတယ်အဲ့ဒီကိုတောင်ဥပမာကတော်တော်လေးရှင်းသွားပြီဒါပေမဲ့လေအခုခေတ်မှာ hard drive တွေကတော်တော်ကြီးလာတယ်မဟုတ်လား terabyte နဲ့ချီးပြီးတော့ဟုတ်တယ်ဆိုတော့အဲ့လို drive အကြီးကြီးတွေမှာဒီလိုအခန်းတွေထပ်ကက်နေဖို့ကအရင်ကလို့အရေးကြီးသေးရလားဒါမှမဟုတ်တာမန် user တယောက်တော့ပို့ပြီးတော့ရှုပ်သွားစေနိုင်ဗလားအဲ့ဒါမေးတဲ့နေပြီဟုတ်မယ် drive တွေကြီးလာတာမှနေမဲ့ partition လောက်တာကအတောင်းဝင်နေတော့မှာပဲတကယ်တော့အကြောင်းရင်းနေရှိတယ်အဓိကတစ်ချက်ကတော့လုံခြုံရေးနဲ့ဟိုစနစ်တည်ငြိမ်မှုပေါ့လုံခြုံရေးဟုတ်တယ် operating system ကိုတည်တံ့ partition တစ်ခုမှထားလိုက်တယ်ဆိုပါစို့အဲ့ဒါဆိုကိုသုံးနေတဲ့ file တွေဟို data တွေထားတဲ့ partition မှာတစ်ခုခု virus ဝင်တာပဲဖြစ်ဖြစ်ပြဿနာတစ်ခုခုတက်ရင်တောင် OS ရှိတဲ့အပိုင်းကိုတိတ်ပြီးတော့မထိခိုက်စေတော့ဘူးဟုတ်ကဲ့ OS ကတည်တံ့လုံခြုံတယ်လို့ဖြစ်သွားတာပေါ့အဲ့လိုသဘောပေါ့နောက်တစ်ခုကစနစ်တကျဖြစ်တာလေကို file လေးကိုအမျိုးဆိုင်လိုက်ခွဲထားခြင်းတာမျိုးဒါမှမဟုတ်အလို့အတွက်တည်တံ့ကိုရဲကိုတာအတွက်တည်တံ့အဲ့လိုခွဲခြင်းလာအဆင်ပြေတယ်ဟုတ်ကဲ့ပြီးတော့တချို့လူတွေကြတော့ကွန်ပျူတာမှာ OS တစ်ခုထုံးခြင်းကြတယ် Windows ရော Linux ရောသွင်းခြင်းတာမျိုးပေါ့အဲ့လိုလုပ်ဖို့ဆိုရင်လည်းတည်တံ့ partition တစ်ခုမဖြစ်မနေလိုအပ်တယ်လေဟုတ်ပြီ OS တစ်ခုစီးတော့အခန်းစီလို့ဖြစ်သွားတာပေါ့မှန်ပါတယ်ပြီးတော့ partition တစ်ခုချင်းစီမှာသူ့ရဲ့ကိုယ်ပိုင် file system ဆိုတာရှင်းနိုင်တည်တယ် FATT2 တို့ NTFS တို့ XFAT တို့ကြားဘူးမှာပေါ့အဲ့လာလေးက data တွေကိုဘယ်လိုစီစဉ်သိမ်းစီတယ်ဆိုတာနီးလန့်တယ်ပေါ့ဆိုတော့ partition မတွင် file system မထူတာမျိုးလည်းဖြစ်နိုင်တယ်ဆိုလိုတာက partition လုပ်တယ်ဆိုတာ storage ကိုအပိုင်းလေးတွေခွဲလိုက်ရုံတတ်တော့မဟုတ်ဘူးပေါ့ဟို data လုံခြုံရေးတို့စနစ်တကျဖြစ်မှုလို့နောက်ပြီးကွန်ပျူတာကိုဘယ်လိုအသုံးပြုမလဲဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ပါတန်ရိုက်ဆက်စပ်နေတာနင်အတိကျပဲဒါကထိုးလောင်းမှုနေရာကိုထိရောက်နဲ့လုံချုံစီမံခန့်ခွဲဖို့အခြေခံအကြားဆုံးနီလာနေထက်ကတခုလို့ပြောလို့ရတယ်ဒီလိုအခြေခံတဘိုးတရားလေးကိုနားလည်ထားခြင်းကကိုယ့်ရဲ့ digital PC တွေ file တွေကိုပို့ပြီးစနစ်တကျကင်တွေ့တဲ့ဖို့ပထမဆုံးခြေလှမ်းပဲပေါ့ဒီထားတွေကိုပို့ပြီးစနစ်တကျဖြစ်အောင်လုံခြုံအောင်ကူညီပေးနိုင်တဲ့နီလန်တစ်ခုပေါ့နော်ဟုတ်ပါတယ်ဒီလိုအခြေခံချက်ကိုတည်ထားတာကကိုယ့်ရဲ့ storage ကိုပိုကောင်းအောင်စီမံဖို့အတွက်လမ်းစားပေးတာပေါ့ကွန်ပျူတာနဲ့ပတ်သက်ပြီးနည်းနည်းပိုနားလည်ခြင်းနဲ့ဆိုရင်ဒီလိုအခြေခံသဘောတရားလေးတွေတည်ထားဖို့အရေးကြီးပါတယ်ဒါကစဉ်းစားစရာတစ်ခုထပ်တဲ့လို့ပဲကွန်ပျူတာထက်ကကိုယ့်ရဲ့ digital နေရာကိုဒီလို partition တွေနဲ့တိထဲခြားအခန်းခွဲစီစဉ်တာကလည်းအပြင်လက်တွေ့ပေါ်မှာကိုယ့်ရဲ့အလို့စာဖွဲဒါမှမဟုတ်အိမ်ခန်းကိုစနစ်တကျထားတယ်လို့မျိုးပဲပေါ့အဲ့လိုစီစဉ်တာကလူတစ်ယောက်ရဲ့အချက်လက်တွေနဲ့ဆက်ဆံပုံစီမံခန့်ခွဲပုံအပေါ်မှာဘလို့များတက်ရောက်မှုရှိနိုင်မလဲဒီ digital စနစ်တကျမှုကတခြားနယ်ပယ်တွေမှာပါစနစ်တကျမှုကိုလှမ်းမှုအိုက်ပေးနိုင်မလားဆိုတာလေးလည်းဆက်ပြီးစဉ်းစားကြည့်စရာပေါ့နော်